အားလုံးမင်္ဂလာပါအခုတင်ဆက်ပေးသွားမှာကတော့တကြံအတွင်းမှာပေါ်ပေါ်များများတွေ့ရှိနိုင်တဲ့တကြံစာ၅မျိုးအကြောင်းကိုတင်ဆက်သွားမှာဖြစ်ပါတယ်နံပါတ်1မုံလုံးရေပေါ်ကောင်းချင်းနဲ့ပြုလုပ်ထားပြီးတော့ကောင်းချင်းကိုရေနဲ့ပြုတ်လိုက်တဲ့အခါမှာကျက်သွားတဲ့အခါရေပေါ်ကောင်းချင်းလုံးတွေကပေါ်လာပါတယ်ဒါကိုအဆွဲပြုပြီးတော့မုံလုံးရေပေါ်ကိုခေါ်ဆိုခြင်းဖြစ်ပါတယ်တကြံနဲ့တွဲပြီးတော့လူတိအများဆုံးအစားအစာဖြစ်ပါတယ်အဲ့ဒီကောင်းချင်းလုံးလေးကိုထညက်ချန်နယ်ကစားတာလေးကိုအသုံးပြုပြီးတော့ပြုလုပ်ကြပါတယ်။စားခြင်းနောက်ခြင်းတဲ့စိတ်နဲ့တချို့တွေကမိုးလုံးကြီးပေါ်ရဲ့ဘုံငရုတ်တီးထဲတဲ့ဒလီနဲ့ယနေ့ဒီတိုင်းရှိနေသေးဖြစ်ပါတယ်။နံပါတ်2မုတ်ကြစင်းနဲ့တာကူတကြံမှာအဓိကကျွေးတဲ့စတုဒီတာတစ်မျိုးဖြစ်ပြီးတော့ကောင်းချင်းထညက်တာကူစီအုံးသီးတို့နဲ့ပြုလုပ်ထားတဲ့အရေးတော်စားစရာတစ်ခုဖြစ်ပါတယ်။အုံးလို့ထည့်လိုက်ရင်ပိုကောင်းလေးရှိပေမဲ့တချို့တွေးလို့တတ်တဲ့မိဘလူကြီးများအတွက်တော့အုံးလို့ရှောင်ပြီးတော့ကျွေးတာမျိုးတွေရှိပါတယ်။နံပါတ်3ရွှေအင်းနဲ့မိုးလို့ဆောင်ရွှေအင်းနဲ့မိုးလို့ဆောင်ကတခြားမှလူတော်တော်များများရဲ့အချက်ဖြစ်ပါတယ်။အုံးလို့ရည်စိမ်ထားတဲ့ကြောက်ကြောမိုးလို့ဆောင်ဘက်ပေါင်မုတ်ကောင်းရင်တာကူစီစတာတွေအစုံပေါင်းနေပါလေ။အုံးလို့ထည့်လိုက်ရင်ပိုကောင်းလေးရှိပေမဲ့တွေးရတတ်တဲ့လူကြီးမိဘရဲ့အတွက်ကတော့အုံးလို့ဆောင်ပြီးကျူးရတာမျိုးလည်းရှိပါတယ်။နံပါတ်4မုံရိုးရတကြံထမင်းမုံရိုးရတကြံထမင်းကမွန်တိုင်းသားတို့ရဲ့ရိုးရအစားအစာတစ်ခုဖြစ်ပါတယ်။အဲ့ဒီမွန်ရွရတကြံထမင်းကလူညံ့ပြောပြအောင်ချက်ထားတဲ့ထမင်းကိုဖျောင်းနဲ့တင်းတင်းလေးဖြစ်အောင်စီမံထားတဲ့ရေနဲ့စိမ့်ပြီးစားရတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။အဲ့ဒီထမင်းကို6000ကျော်ငရုတ်တိအတောင်းနဲ့ကျော်လို့နဲ့တွဲဖက်ပြီးစားသုံးကြပါတယ်။မွန်ရွရတကြံထမင်းကိုမွန်တိုင်းသားတွေကအလွန်ကြိုက်နေကြပြီးတော့နောက်ပိုင်းမှာတခြားတိုင်းသားတွေကပါအထူးကြိုက်နေတက်လာတာကြောင့်မလို့မစားဘူးသေးတော့စားဖို့စားကြည့်တဲ့နဲ့တကြံရွရအစားအစာတစ်ခုဖြစ်ပါတယ်။နံပါတ်5မုံရင်းကမြန်မာနိုင်ငံကိုတော့မွေးမနဲ့တွဲပြီးတော့တခြားနိုင်ငံတွေကသိရှိကြပါတယ်။အချင်းဖောက်ပြုလုပ်ထားတဲ့ဆန်ခေါက်ဆွဲကိုငားနဲ့အဓိကချက်ပြုတ်ထားတဲ့မုံရင်းကားကြီးကိုတွဲဖက်ပြီးတော့တခြားအစာပလာရင်းနဲ့စားသုံးရတဲ့အစားအစာဖြစ်ပါတယ်။မုံရင်းကားကအာဟာရတန်ဖိုးမြင့်မားပြီးတော့မချိုက်တဲ့မြန်မာနိုင်ငံသားမရှိတော့အောင်ထင်ရှားတဲ့အစားအစာတစ်ခုဖြစ်တာကြောင့်မလို့တချင်စတုဒီတာတစ်ခုအနေနဲ့လည်းမြင်တွေ့ရတာဖြစ်ပါတယ်။အထက်ပါအစားအစာတွေကတော့တချင်တွင်းမှာစားကိုစားသုံးတဲ့အစားအစာတွေဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။